မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ဒီရက်ပိုင်းဘာတွေဖြစ်ခဲ့ကြတာလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်မေလ28ရက်နေ့ကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်အခြေအနေနဲ့ပတ်သက်ပြီးတော့မှနှစ်နိုင်ငံကြားတင်းမာမှုတွေဖြစ်ခဲ့ကြပြီးတော့နှစ်နိုင်ငံနယ်စပ်အနီးမှာစစ်တပ်တွေတိုးချတာတွေအပြင်လူမျိုးရေးတင်းမာမှုတွေပါဖြစ်ခဲ့ကြတာဖြစ်ပါတယ်ဒီဖြစ်ရပ်တွေဘာကြောင့်ဖြစ်ခဲ့ကြလဲဆိုတာကိုတမိုင်းနောက်ခံထောက်ထားတွေနဲ့သူပြပြပေးသားမှာပဲဖြစ်ပါတယ်ခင်ဗျာယခုပြောပြမယ့်အကြောင်းအရာတွေကမြည်သူတဦးတယောက်ဖွဲ့စည်းတစုံတရာပုံမှာထိခိုက်နေတာလို့စိအလင်းမရှိတဲ့အကြောင်းအရင်ဆုံးပြောပြပေးရစီခင်ဗျာဖြစ်စဉ်အစကတော့2025ခုနှစ်မေလ28ရက်နေ့ကထိုင်းနိုင်ငံဥပုံရုရှားထန်နီခရိုင်အနီးမှာရှိတဲ့ညင်းဝါနယ်မြေမှာထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေကြားထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်ဒီပစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားစစ်သားတအုပ်သေဆုံးခဲ့ပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာတမိုင်းကြောင်းနဲ့ရှိတဲ့နေမြေညင်းပွားမှုတွေဖြစ်နေတာတော့ကြာခဲ့ပြီပဲဖြစ်ပါတယ်ဒီထဲမှာကဘာကျော်ပြဿနာတစ်ခုကတော့ဖရာဝီယာလို့ခေါ်တဲ့ဖျားเจ้าကိုနှစ်နိုင်ငံကသူပိုင်ငါပိုင်ညှင်းပွားနေတဲ့ပြဿနာပဲဖြစ်ပါတယ်ဖရာဝီယာဖျားက17ရာစုတည်းကတိစောက်ခဲ့တဲ့ချီအောင်ခမာဖျားเจ้าတစ်ခုဖြစ်ပြီးတော့မှထိုင်းနိုင်ငံစီစကတ်ခရိုင်နဲ့ကမ္ဘောဒီးယားနိုင်ငံဖရာဝီယာပြည်နယ်တို့နယ်စပ်မှာရှိတဲ့ဒန်ဂရီတောင်တန်းတွေပေါ်မှာတည်ရှိတာဖြစ်ပါတယ်1962ခုနှစ်မှာနိုင်ငံတကာတရားရုံး ICJ ကနေပြီးတော့မှပြင်သစ်ကိုလိုနီခေတ်မြေပုံများပေါ်မှာရှေ့ခံပြီးတော့မှဖရာဝီယာဖျားဆိုလို့ရှိရင်ကမ္ဘောဒီးယားနိုင်ငံပိုင်ဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ထိုရှင်ကနေစပြီးတော့မာဖျားเจ้าကိုယ်တည်းဒီကမ္ဘောဒီးယားပိုင်ဖြစ်တယ်ဆိုတာကိုထိုင်းကလက်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဖျားเจ้าရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ 4.6 စတုရန်ကီလိုမီတာကျယ်ဝန်းတဲ့မြေနေရာကနှစ်နိုင်ငံကြားမှာဆက်လက်ညှင်းပွားဖွယ်ရဖြစ်နေခဲ့ပြီးတော့မှထိုင်းနိုင်ငံဘက်ကနေပြီးတော့မှထိုနေမြေက၎င်းတို့ပိုင်တဲ့နေမြေဖြစ်ကြောင်းအခိုင်အမာပြောဆိုနေပြီးတော့မှကမ္ဘောဒီးယားဘက်ကလည်းဖျားနဲ့တစ်ဆက်ဆက်တဲ့ပိုင်ဆိုင်ရမယ်ဆိုပြီးတော့မှညှင်းပွားနေကြတာလည်းဖြစ်ပါတယ်။2006ခုနှစ်မှာတော့ကမ္ဘောဒီးယားနေပြီးတော့မှဖရာဝီယာဖျားကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းမှာထည့်သွင်းဖို့ကြိုးပမ်းခဲ့တဲ့အချိန်ကနေစပြီးတော့မှနိုင်ငံနယ်စပ်တင်းမာမှုတွေပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ထိုင်းကကမ္ဘောဒီးယားရဲ့မှတ်ပုံတင်မှုကိုကန့်ကွက်ခဲ့ပြီးတော့မှဖျားနီးဝန်းကျင်နေမြေတွေမှာတပ်တွေချထားခဲ့ပါတယ်။2011ခုနှစ်မှာတော့နှစ်ဖက်တပ်များကြားမှာအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မှနှစ်ဖက်စလုံးမှာအကြဆုံးများစွာရှိခဲ့ပြီးဒေသခံပြည်သူထောင်ပေါင်းများစွာလည်းထွက်ပြေးခဲ့ရပါတယ်။2013ခုနှစ်မှာတော့ ICJ ကနေပြီးတော့မှ1962ခုနှစ်ဆုံးဖြတ်ချက်တွေကိုချင်းလင်းချက်ထပ်မံထုတ်ပြန်ခဲ့ပြီးတော့မှဖရာဝီယာဖျားဝန်းကျင်မှာရှိတဲ့ညင်းပွားနယ်မြေအများစုကကမ္ဘောဒီးယားနိုင်ငံမှာဖြစ်တဲ့ဆိုတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံကနေပြီးတော့မှဆုံးဖြတ်ချက်ကိုအပြည့်အဝလက်မခံနိုင်သေးဘဲနဲ့နယ်နိမိတ်တိုင်းတာရေးလုပ်ငန်းစဉ်များကိုဆက်လက်လှုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားညင်းပွားနယ်မြေတွေဖြစ်ဖရာဝီယာဖျားအပြင်ကိုချွန်ပုတ်ဒေသနဲ့တမွန်တွန်တမွန်တို့နဲ့တက်ခရာပေဖျားပတ်ဝန်းကျင်တွေဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားကြားမှာညှင်းပွားနေမီ3ခုလောက်ရှိပြီးတော့မှယခုပရိပက္ခဖြစ်တာကတော့ချွန်ပုတ်ဒေသမှာဖြစ်ပါတယ်။ချွန်ပုတ်ဒေသကထိုင်းနိုင်ငံဥပုံရုရှားထန်နီခရိုင်ရှိတောင်ပိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံဖရာဝီယာပြည်နယ်အနောက်မြောက်ပိုင်းတို့နယ်စပ်မှာတည်ရှိပါတယ်။ဖရာဝီယာဖျားရဲ့အခြေဘက်အင်ဒိုချိုင်းနာကျွန်းဆွယ်ချီလာအိုထိုင်းကမ္ဘောဒီးယား၃နိုင်ငံနယ်စပ်ဆုံရာမြစင်းအောင်တရီကန်အမရတ်ထရန်ဂယ်နီးမှာတည်ရှိပါတယ်။ဤဒေသကဒန်ဂရီတောင်တန်းကြီးရဲ့အစိပ်ပိုင်းဖြစ်ပြီးတော့မှတောင်တန်းများတောနယ်ကြီးများနဲ့နယ်နိမိတ်မြေမရှင်းလင်းသေးသောနေမြေများဖြစ်ဖွဲ့စည်းထားပါတယ်။တွာလာရခက်ခဲတဲ့တောတောင်ထူထပ်တဲ့ဒေသတွေဖြစ်ပြီးတော့မှတရားမဝင်လှုပ်ရှားမှုတွေမှောင်ခိုကူးမှုတွေလည်းရှိတတ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်နိမိတ်များစု1909ခုနှစ်ပြင်သစ်ဆိုင်ရာနယ်နိမိတ်ကော်မရှင်ကနေရွေးချယ်ထားတဲ့မြေပုံများပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းချွန်ပုတ်ဒေသကဲ့သို့သောချုဒေသများမှာထိုမြေပုံများမပြည့်စုံခြင်းအဓိပ္ပာယ်ဖွင့်ဆိုရန်ခက်ခဲခြင်းဒါမှမဟုတ်ဒေသရဲ့ပထဝီဝင်အနေအထားနဲ့ကွဲလွဲခြင်းတွေရှိနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့နှစ်နိုင်ငံစလုံးက၎င်းတို့ရဲ့စစ်တပ်တွေကိုထိုညှင်းပွားနယ်မြေတွေအတွင်းမှာခြားထားလေးရှိပြီးတော့မှနယ်မြေကျူးကျော်မှုဆိုပြီးတော့မှအပြန်အလှန်မကြာခဏဆွဆွဲမှုတွေဖြစ်ပေါ်လေရှိပါတယ်။နှစ်နိုင်ငံစလုံးကစစ်တပ်များကညှင်းပွားနယ်မြေများအတွင်းပုံမှန်ကင်းလဲခြင်းစစ်ရေးပြင်ဆင်ခြင်းများပြုလုပ်လေရှိပြီးတော့မှကင်းလဲနေစဉ်ဒါမှမဟုတ်လို့ရှိရင်နယ်မြေအတွင်းဝင်ရောက်နေစဉ်တွင်မှနှစ်ဖက်တပ်များထိတွေ့ပစ်ခတ်မှုများဖြစ်ပွားတတ်ပါတယ်။2025ခုနှစ်မေလ28ရက်နေ့က၎င်းညင်းပွားနယ်မြေအတွင်းမှာနှစ်ဖက်တပ်များကင်းလဲနေစဉ်တွင်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးတော့မှကမ္ဘောဒီးယားစစ်တပ်ဘက်ကနေပြီးတော့မှတအုပ်သေဆုံးခဲ့ပါတယ်။နှစ်ဖက်စလုံးကတော့အခြားတစ်ဖက်မှစတင်ပစ်ခတ်တာဖြစ်တယ်လို့အပြန်အလှန်ဆွဆွဲထားကြပါတယ်။နောက်ဆက်တွဲတွေအနေနဲ့နယ်စပ်ဒေသမှာတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့မှထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားမှာရှိတဲ့နယ်စပ်ဂိတ်နှစ်ခုကိုဇွန်လ10ရက်နေ့ထိလုံခြုံရေးကြောင်းယာယီပိတ်ထားခဲ့ရပါတယ်။နယ်စပ်ဂိတ်နှစ်ခုပိတ်ထားခဲ့ရတဲ့အတွက်ကြောင့်ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီးတော့မှကုန်သွယ်မှုတွေလည်းကျဆင်းခဲ့တယ်လို့သိရပါတယ်။ကမ္ဘောဒီးယားလူမျိုးတွေကိုအဓိကထားရောင်းချတဲ့ထိုင်းနယ်စပ်ဈေးတွေမှာလည်းဝယ်သူမရှိတဲ့အပြင်တစ်ပတ်9ရက်ကနေပြီးတော့မှ3ရက်ထိချော့ချဖွင့်လှစ်ခဲ့ရတယ်လို့လည်းသိရပါတယ်။နှစ်နိုင်ငံတပ်တွေလည်းနယ်စပ်မှာဖြန့်ကျက်ထားပြီးတော့မှစစ်ရေးပြင်ဆင်ကြတဲ့အထိဖြစ်ပေါ်ခဲ့ပြီးတော့မှထိုင်းနိုင်ငံဘက်ကလည်းနယ်စပ်မှာတပ်ဖွဲ့ပေါင်း12000တိတိုးချဲ့ချထားတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါအပြင်တချို့သောထိုင်းဆိုင်တွေကကမ္ဘောဒီးယားလူမျိုးတွေကိုရောင်းချမှုမပြုလုပ်ဘူးဝန်ဆောင်မှုမပေးဘူးဆိုတဲ့စာတွေကိုကတ်ထားတဲ့အထိလူမျိုးရေးတင်းမာမှုတွေလည်းဖြစ်ခဲ့ပါတယ်။ထိုင်းမျိုးချစ်ဖွဲ့ဝင်တွေကလည်းနယ်စပ်ပြဿနာကိုဖြေရှင်းဖို့အတွက်ထိုင်းစစ်တပ်ကိုအာဏာကုန်လွှဲပေးဖို့တောင်းဆိုဆန္ဒပြတာတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလုပ်နေတဲ့ကမ္ဘောဒီးယားလူမျိုးတွေလည်းလုံရင်းနဲ့နေရပြန်ကုန်ကြတဲ့အထိဖြစ်ခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ကလည်းနယ်စပ်ပြဿနာပြည်တွင်းပြဿနာမဟုတ်ဘဲနဲ့လိုအပ်ပါကစစ်တိုက်ဖို့အသင့်ရှိတယ်လို့ထုတ်ပြောလာတဲ့အထိဖြစ်ခဲ့ပါတယ်။နိုင်ငံခြားခီးစဉ်ရောက်ရှိနေတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ကလည်းနိုင်ငံကိုချက်ချင်းပြန်လာပြီးတော့မှဒီပြဿနာကိုကင်တွယ်ဖို့ ICJ ကိုတင်ပြမယ်လို့လည်းဆိုပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကဖရာဝီယာဖျားအနီးပါးကညင်ပွားနေမြေတွေပြင်တမွန်တွန်တမွန်တို့နဲ့တက်ခရာပင်ဖျားများအနီးကညင်ပွားနေမြေတွေကိုပါနိုင်ငံတကာတရားရုံး ICJ ကိုတရားဝင်ဆုံးဖြတ်ချက်ရယူဖို့စီစဉ်နေကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ထိုင်းဆိုရကတော့နယ်စပ်ကိစ္စအလုံးကိုနှစ်နိုင်ငံဖွဲ့စည်းထားတဲ့နှစ်နိုင်ငံချင်းညှိနှိုင်းဆွေးနွေးမှုအဖွဲ့ Joint Boundary Committee JBC နဲ့သာဖြစ်စင်းလို့ကြောင်း ICJ ရဲ့တရားစီရင်ခွင့်ကိုအတိမတ်မပြုကြောင်းထပ်လောင်းပြောဆိုခဲ့ပါတယ်။မေလ28ရက်နေ့ကတော့နှစ်နိုင်ငံတပ်တွေကြားမှာအပြန်အလှန်ပစ်ခတ်ခဲ့ကြတာ10မိနစ်ခန့်သာကြာပေမဲ့ကမ္ဘောဒီးယားတပ်သားတအုပ်တီဆုံးခဲ့တဲ့အတွက်ကြောင့်မလို့တင်းမာမှုတွေကပိုပြီးမြင့်တက်လာခဲ့တာဖြစ်ကြပါတယ်။ဇွန်လ10ရက်နေ့မှာနှစ်နိုင်ငံတပ်မှုတွေကချုံမုတ်ဒေသမှာမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်မှာတော့အချက်အချွတ်ကိုတဘောတူခဲ့ကြပါတယ်။နှစ်ဖက်စလုံးကတပ်ဖွဲ့တွေကို2024ခုနှစ်ကတဘောတူထားတဲ့အနေအထားတွေစီကိုပြန်လည်ရုပ်သိမ်းမှုကမ္ဘောဒီးယားဘက်ကအငင်းပွားနေမြေတွေအတွင်းမှာတူးထားတဲ့ကရုတ်ချင်းတွေကိုပြန်လည်ဖျက်သိမ်းမှုနယ်စပ်ဒေသမှာတည်ငြိမ်မှုထိန်းသိမ်းမှုအတွက်အပတ်စဉ်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားဖို့ကိုတဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ကလည်းကမ္ဘောဒီးယားအစိုးရနဲ့ဆွေးနွေးမှုတွေကအပြုသဘောဆောင်တဲ့ရလဒ်တွေကိုရရှိခဲ့တဲ့အကြောင်းဆိုရှယ်မီဒီယာကနေထုတ်ပြန်ခဲ့ပါတယ်။ယခုချိန်မှာတော့နှစ်ဖက်တပ်တွေပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီးတော့မှနယ်စပ်ဂိတ်တွေလည်းပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပေမဲ့လည်းစောင့်ကြည့်ရမယ့်အခြေအနေမှာရှိနေတဲ့ပုံစံဖြစ်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။